passengers ဆိုတဲ့တိပန်စကိုယွန်းချင်းကလေမိခုတစ်ခုကိုတိတ်တယ်မေးထားတယ်အထီးချန်ချင်းကလူတစ်ယောက်ကိုဘယ်လောက်အထိတွန်းပို့နိုင်တယ်လဲဆိုတာပေါ့ဒီနေ့မှာတော့အဲ့ဒီလိုအဆုံးစွန်ချင်းတွေကနေမွေးဖွားလာတဲ့ရွေးချယ်မှုတစ်ခုပြီးတော့အဲ့ဒီရွေးချယ်မှုရဲ့နောက်ဆက်တွဲကျိုးဆက်တွေအကြောင်းကိုအတူတူကြည့်သွားကြရအောင်ကဲဇလာနာဘာမဆာလဲဆိုတော့ Avalon ဆိုတဲ့ဂျေရာခိတဲ့တန်ရန်ကြီးပေါ်မှာပေါ့လူပေါင်း9259ယောက်ဟုတ်ပါတယ်9259ယောက်ကျောင်းသူတို့အားလုံးကဘဝတစ်တစ်ခုစီကိုတွားဖို့နှစ်စနေရကြာခရီးစဉ်ကြီးကို AKXP ဖြတ်တန်းနေကြတဲ့အချိန်ပေါ့ဒါပေမဲ့ကန်ဆိုးတယ်ပဲပြောရမလားအဖြစ်ပြက်တစ်ခုကြောင့်စနစ်တစ်ခုလုံးမှာပြဿနာတက်ပြီးတော့လေအဲ့ဒီလူတွေတဲကမှလူတစ်ယောက်တည်းပဲနော်ထမချင်းထဲနှစ်ပေါင်း90တောင်စောပြီးနိုးလာပြည့်တယ်ကဲဒါဆိုပထမဆုံးအပိုင်းပေါ့နှစ်90ဇွန်နိုးထိုက်ချင်းတယောက်ထဲသောလူအာကာသထဲမှာပေါ့Jim Prestonတယောက်ထဲအာကာသထဲနိုးထားလာတဲ့တုံးလို့ဆရာအချင်းကြီးမျောလင်းချက်တွေအားလုံးပျောက်ဆုံးသွားတဲ့တွေ့ရလက်တွေ့ဘွားကသူ့ကိုဘယ်လိုအခြေအနေမျိုးစီတွင်းပို့သွားမလဲစိတ်ဝင်စားစရာပဲဆိုတော့ဒီ Jim ဆိုတာကစက်မှုအင်ဂျင်နီယာတယောက်လေသူနိုးလာတော့မှတီးလိုက်ရတာကသူအိတ်ဆက်ခံကပြက်နေပြီးခိတ်ဆွန့်ကိုရောက်ဖို့ကဆက်ဆွန့်နေတင်းနဲ့ချီပြီးလို့ထဲတယ်အဲ့ဒီမှာသူတယောက်ထဲလုံဝကိုတယောက်ထဲပဲကြံနေခဲ့တာအဲ့ဒီနောက်တနစ်လုံးသူ့ဘလို့မျောလင်းချက်မဲ့သွားလဲဆိုတာကြည့်တာအောင်အစားပိုင်းမှာတော့မျောလင်းချက်နဲ့ပေါ့သူ့အိတ်ဆက်ခံကိုပြင်ဖြင်ဖို့ကြိုးစားတယ်ရင်မိုးအခန်းထဲဝင်ပြီးအခုရီတောင်းဖို့ကြိုးစားတယ်ဒါတွေအလုံးမဖြစ်တော့စရုပ်ဘာတင်တာစီမှာပဲရင်ဖွင့်ရတယ်နောက်ပိုင်းကျတော့ရင်ပေါ်ကဇင်ခံပစ္စည်းတွေနဲ့အချီကျန်တာကိုမဲ့ဖို့ကြိုးစားရင်နောက်ဆုံးမှာအကားတွားထဲမှာအထင်းကွက်မရှိလွင်မျောရင်အသက်ကိုအဆုံးသတ်ဖို့အထီတုံစဉ်းစားလာခဲ့တယ်တော်တော်လေးကိုစိုးရတဲ့အထီချက်မှုပဲအထီရက်မှုရဲ့အမောင်ဆုံးအချိန်မှာပဲဂျင်ကမျောလင့်ချက်လို့ထင်ရတဲ့အရာတစ်ခုကိုတွေ့သွားတယ်ဒါမှမဟုတ်တွေးဆောင်မှုတစ်ခုလို့ပြောရမလားပဲအခုအပိုင်းကတော့ဇလန်ရဲ့အထီကကိုချင်းတရားဆိုင်ရာအချက်အတဲကိုရောက်လာပါပြီAurora ဆိုတဲ့အမျိုးသမီးကြီးအောင်ရဲ့အနာဂတ်ကိုသူ့စိတ်တိုင်ကြဆုံးဖြတ်တော်မှာပါ။သူမကိုဘယ်လိုတွေ့သွားလဲဆိုတော့သူမရဲ့ခရီးတဲ့မှတ်တမ်းကိုတွေ့သွားတာ။အဲ့နဲ့သူမရဲ့ interview တွေကိုကြည့်တယ်။သူမရေးထားတဲ့စာတွေကိုဖတ်တယ်။ထပ်ပြေးပြေးနဲ့လူကိုယ်တိုင်ကိုမဟုတ်ပဲသူမဆွဲစိတ်ကူးလေးတစ်ခုကိုသူချစ်မိသွားတော့တာပဲ။တကယ်တော့ဒါဟာပုံရိပ်ရောင်တစ်ခုကိုဆွဲလန်းသွားတာပါပဲ။ဒီမိကုန်းကတော့ဒီဇလန်ရဲ့အဓိကအချက်ပဲ။ကို့အထီးကျန်မှုကနေလွတ်မြောက်ဖို့အတွက်နဲ့တခြားတယောက်ကိုကိုယ့်နဲ့တူတဲ့ကံကြမ္မာဆိုတဲ့ဆွဲသွင်းဖို့အထိလုပ်တင်ရလားတော်တော်လေးစဉ်းစားစရာကောင်းတဲ့မိကုန်းပဲနော်ဒီနေရာမှာလမ်းတွေကိုရှင်းကြည့်ရအောင်တစ်ဖက်မှာဂျင်းရဲ့ပဲစုပန်မခံမရနိုင်အောင်အထီးကျန်နေရပြီးသူဘယ်တော့မှမလို့ခြင်းခဲအနာဂတ်ထဲမှာပိတ်မိနေတယ်နောက်တစ်ဖက်မှာတော့ Aurora ရဲ့အနာဂတ် Homesick 2မှာဘွားသက်စမယ်ကမ္ဘာအကြီးကျယ်လုံးဇလန်ကိုရေးမယ်ဆိုရဲသူမကိုယ်တိုင်ရွေးချယ်ထားတဲ့အိမ်မက်တွေနဲ့တကယ့်ကိုကွာခြားလို့နဲ့ဘွားနှစ်ခုပဲဆိုတော့တနည်းတယောက်တည်းနေပြီးတဲ့နောက်မှာသူဆုံးဖြတ်ချက်ချလိုက်တယ်ခွတ်လို့ဖို့မလွဲတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်လိုက်တယ်သူ့မကိုနိုးထစေခဲ့တယ်အဲ့ဒီခလုတ်ကိုနှိပ်လိုက်တဲ့အချိန်ကစပြီးအရာအလုံးကနောက်ပြန်လဲလို့မရတော့ဘူးဂျင်းရဲ့ရွေးချယ်မှုကနေအချစ်ဆက်လန်းတစ်ခုတော့မွေးဖွားလာခဲ့တယ်ဒါပေမဲ့အဲ့ဒီအချစ်ကအန်ဒီရဲ့ကြီးတဲ့ရုပ်ဝှက်ချက်တစ်ခုပေါ်မှာတိဆုတ်ထားတာကဲဒီအပိုင်းမှာတော့သူတို့နှစ်ယောက်ရဲ့လင်ညာမှုပေါ်က breakthrough အကြောင်းကိုကြည့်ကြအောင်သူတို့နှစ်ယောက်တည်းရှိကဘာလေးမှာပျော်စရာအချင်းလေးကိုဖန်တီးခဲ့ကြတယ်။ရင်ပေါ်ကလူမရှိတဲ့စားတုပ်ဆိုင်လေးမှာတိတ်လောက်ကြတယ်။ကျယ်တွေကြားထဲမှာအတူတူလွတ်မျောရင်းအကာတာလန်းလျှောက်ကြတယ်။တခဲကိုနည်းနည်းရှိုင်းရှိသွားကြပြီးတော့ဂျင်ကလက်ထက်ခွင့်တောင်းဖို့ထိတောင်းလက်စွပ်လုပ်ပြီးပြင်ဆင်ခဲ့တယ်။ဒါပေမဲ့ဒါရီအားလုံးကလောက်ပါရဲ့လင်ညာမှုတစ်ခုပေါ်မှာတိဆောက်ထားတာဆိုတာမေ့လို့မဖြစ်ဘူး။ဒါပေမဲ့ပယ်လင်ညာမှုမှထာဝရဒီမြဲမနေပါဘူး။အခုတိဆောက်ထားသမျှပရရိတုတစ်ခုလုံးပြိုကွဲသွားမယ်အချိန်ရောက်လာပြီအမှန်တရားကအရာအလုံးကိုပြောင်းလဲပြတော့မှာပါဘယ်လိုပေါ်သွားလဲဆိုတော့အရန်ကိုရိုးရှင်လုံးလို့ကြောက်စရာကောင်းတယ်ဆက်ရုပ်ပါတင်တာအာသာကဂျင်မကသူ့မကိုတမင်တက်နိုးဟစ်တာလေကျွန်တော်ကသူ့မတူပြီးသားလို့ထင်နေရဆိုပြီးရိုးရိုးသားသားပဲပြောလိုက်တာအဲ့ဒီစကားတစ်ခွန်းနဲ့ပဲအရာအလုံးပြီးဆုံးသွားလေအဲ့ဒီမှာတင်အော်ရိုရာအတွက်ကဘာပြတ်သွားတာပဲသူ့ဘွားကမတော်တဆမှုကြောင့်ဖြစ်စီးတော့တာမဟုတ်ဘူးတမင်တကာလူယူဖြစ်စီးခံလိုက်ရတာဆိုတဲ့အသည့်ကသူ့ကိုအချစ်ကနေ net shine တဲ့အမုန်းတရားစီကိုချစ်ချင်းတွန်းပို့လိုက်တယ်သူတို့နှစ်ယောက်ရဲ့ပြဿနာကအမြင့်ဆုံးရောက်နေချိန်မှာပဲသူတို့နှစ်ယောက်ထပ်ပိုကြီးတဲ့ပြဿနာတစ်ခုပေါ်လာတယ်အဲ့ဒါကတော့ယဉ်ကြီးတစ်ခုလုံးပြည့်စည်တော့မယ်အရေးပဲအခုတော့သူတို့ရဲ့ပုဂ္ဂိုလ်ရေးမုံတီးမှုတွေကိုပြီးချိတ်ပြီးယဉ်ကြီးကိုအတူတူကယ်တင်ရတော့မယ်ရန်တလက်လျှောက်မှာချုပ်ရင်းချက်တွေစက်တိုင်းဖြစ်လာတယ်ကွန်ဘတ်အရာရှိချုပ် Gus Manzo ဆိုတဲ့တတိယလူတစ်ယောက်တောင်နိုးလာတယ်။သူကယဉ်ကြီးတစ်ခုလုံးတိတ်ဆုံးနေပြီဆိုတာသိတယ်။နောက်ဆုံးမှဓာတ်ပေါင်းဖို့ပါပောက်ကွဲရမယ့်အခြေအနေရောက်လာတော့အိပ်ပျော်နေတဲ့ခရီးသည်9000ရဲ့အသက်ကသူတို့နှစ်ယောက်လက်ထဲမှာဖြစ်သွားတယ်
ပြန်ကြီးကိုကဲတင်ဖို့တခုတည်းတော့နီလန်းကတပေါင်းဖို့ရဲ့လေထုပေါက်ကိုအပင်ဘက်ကနေလူကိုယ်တိုင်ကင်ဖွင့်ထားဖို့ပဲဒါကတေချာပုတ်တင်မဲ့ကိစ္စဒါပေမဲ့ချင်းမတွက်တော့ဒါဟာသူ့အပြစ်ကိုအသက်နဲ့ပြန်ပေးဆက်ဖို့သူ့အမားကိုပြန်ပေးဆက်ဖို့ရလာတဲ့တခုတည်းတော့အခွင့်အရေးပဲ ဒါပေမဲ့ Aurora ကသူ့ကိုတေခွင့်မပေးရဘူးသူမကိုယ်တိုင်အာကာသထဲထွက်ပြီးတက်မဲ့နေပြီဖြစ်တဲ့ဂျင်းမြင်ခန္ဓာကိုယ်ကိုဟင်းလင်းပြင်တဲ့ကနေပြန်ဆွဲထုတ်လာခဲ့တယ်ဒီလောက်ရကသူတို့နဲ့ရဲ့ကြားကဆက်ဆံရေးဟာအမုန်းတရားတစ်ခုတည်းနဲ့ကြီးစိုးထားတာမဟုတ်ဘူးဆိုတာကိုတက်သေးပြက်လိုက်တာပဲအန်တရီအားလုံးပြီးသွားတဲ့နောက်မှာတော့သူတို့ရဲ့အနာဂတ်ကိုပြန်ဆုံးဖြတ်ရမယ့်အချိန်ရောက်လာပြီဒီတခါတော့ရွေးချယ်မှုကလွတ်လွတ်လပ်လပ်နဲ့ Aurora ရဲ့လက်ထင်မှာပဲရှိနေတော့မှာပါ ရန်ဘော်ကအစင်းမင်းစေကူတာဆောင်ကိုထုံးပြီး Aurora က Jim ကိုအသက်ပြန်ရှင်အောင်လုပ်နိုင်ခဲ့တယ်။အဲ့ဒီမှာတင်သူတို့နှစ်ယောက်ကြားကအရာအလုံးကပြောင်းလဲသွားပြီးခွင့်လွှတ်ခြင်းဆိုတာစတင်ခဲ့ပါပြီ အဲ့ဒီမှာဂျင်းနာနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကိုတွေ့သွားတယ်။အဲ့ဒီစေကုသဆောင်လို့တင်းရောက်ဆောင်အိတ်ဆက်ခန့်အဖြစ်သုံးလို့ရတယ်တဲ့။ဆိုတော့ရွေးချယ်ခွင့်က Aurora လက်ထဲကိုရောက်သွားပြီ။သူမစီကနေလူယူခံခဲ့ရတဲ့အနာဂတ်ကိုပြန်ယူမလား။ဒါမှမဟုတ်ဂျင်းနဲ့အတူအနာဂတ်အသစ်တစ်ခုကိုတည်ဆောက်မလား နောက်ဆုံးတော့သူမရွေးချယ်လိုက်ပါတယ်နေဖို့ကိုပဲရွေးချယ်ခဲ့တယ်အရင်လိုအချင်းတွေကမလွဲမရှုံတာနေရတာမျိုးမဟုတ်တော့ပဲသူမကိုယ်တိုင်လွတ်လွတ်လပ်လပ်ရွေးချယ်လိုက်တဲ့ဘဝတစ်ခုကိုသူတို့နှစ်ယောက်အတူတူဖြတ်သန်းခဲ့ကြတယ် ။အနည်း88နှစ်ကြာသွားတော့ရင်ဝင်ထမ်းနဲ့နိုးလာကြတယ်။သူတို့တွေ့လိုက်ရတာကလူသူမရှိတဲ့အထီးကျန်ရင်ကြီးမဟုတ်တော့ဘူး။သူတို့အိပ်ပျော်နေတော့ကဒီရင်ပေါ်မှာဖြတ်တန်းခဲ့တဲ့လပတဲ့ဘဝတစ်ခုအကြောင်းတရင်စကားနဲ့အတူအိမ်တလုံးလိုဖြစ်နေတဲ့နေရာလေးတစ်ခုကိုတွေ့လိုက်ရတယ်။ဒီဇက်တင်ကစဉ်းစားစရာတစ်ခုချန်ထားခဲ့တယ်။တကယ်ဘဝဆိုတာဂျိုတင်သတ်မှတ်ထားတဲ့ပန်းတိုင်ကိုရောက်သွားတာလား။ဒါမှမဟုတ်ကိုယ်တိုင်ရွေးချယ်ဖန်တီးလိုက်တဲ့ခီးစင်တစ်ခုလုံးကိုဆိုလိုတာလားဆိုတာပါပဲ။